ဘယ်အချိန်တင်းလို့ရတယ်ဂယူးမဆိုင်လို့တော့အစာတွေကတင်းလာတာနော်အဲ့လိုရမလားလို့ TNN တွေကိုလာမတောင်းနဲ့အဲ့ထက်ပိုဆိုးတဲ့အခွင့်အရေးတွေနဲ့မင်းတို့ကတော့ထပ်ပြီးပိတ်ဦးမှာနော်ထပ်ပြီးပိတ်ဦးမှာချင်းချင်းလေးပြောပြတာနော်အဲ့တော့ TNN တွေကလည်းပြီးခဲ့တဲ့အချိန်ဆွေးနွေးမှုတွေကရှေ့မဆက်နိုင်ဘူးဒီသဘောတူညီချက်ကမဖြစ်နိုင်ဘူးတောင်းဆိုမှုကအလုံးမဖြစ်ဘူးမမျှတဘူးဆိုတာကိုသူရေးကြီးကိုထုတ်ပြလာတယ်ညင်းဆိုလာတယ်ဆွေးနွေးမှုအစင်မပြေကြအောင်လည်းသတင်းထုတ်ပြန်ထားတယ်နော်ဆိုတော့ဘောမတွေမင်းတို့တော့နားဖို့အရင်ကောင်းနေရဆိုတဲ့အကြောင်းလည်းပြောပြနေတယ်နော်โอเคပါမင်းအောင်စစ်တပ်ကတရုတ်ရဲ့ဂျားဝင်စေစမ်းမှုနဲ့ TNN နဲ့တွေ့ဆုံဆွေးနွေးဖို့ကူမင်းမြို့မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့စီစဉ်ခဲ့ပါတယ်ပြီးခဲ့တဲ့ကျွန်တော်မေလ2ရက်နေ့ညမှာတော့မင်းအောင်စစ်တပ်ကနောင်ချုံနဲ့မိုးကုတ်ကိုဘုံကျဲမှုစတင်ပြုလုပ်ခဲ့ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့ People's Spring ကသတင်းထုတ်ပြန်လာပါတယ်ခေတ်သစ်မီဒီယာလည်းသတင်းထုတ်ပြန်လာတာရှိပါတယ်ဒီကြောင့်ကိုကျွန်တော်ရဲ့အမြင်နဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့အတွက်ဖြစ်ကြောင်းပုံစံကျွန်တော်မြင်စီနေရတယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကူမင်းဆွေးနွေးပွဲအစင်မပြေလို့TNN ရဲ့နယ်မြေတွေဖြစ်တဲ့မိုးကုတ်နဲ့နောင်ချိုဘုံကျဲခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်စစ်ကောင်စီက TNN နဲ့ဒီဦးမင်းဆွေးနွေးပွဲသဘောတူညီချက်အဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်တို့TNN ကနေပြီးတော့သတင်းထုတ်ပြန်တယ်ထုတ်ပြန်လိုက်တဲ့အချိန်မှာပဲစစ်ကောင်စီကချင်းချင်းဘုံကျဲမှုကိုစတင်ပြုလုပ်တယ်ဗျမေလ2ရက်နေ့မှာနော်ည7:45မိနစ်မှာစစ်ကောင်စီကဘုံကျဲမှုကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့မိုးကုတ်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ရွာတွေကိုပြုလုပ်ခဲ့တာပါဆိုတော့ဘာကြောင့်ပြုလုပ်ကြလဲဘာကြောင့်စစ်ကောင်စီကဆွေးနွေးမှုကိုအဆင်မပြေရလဲဒါဆွေးနွေးတွေးတော့တရားရှိပါတယ်ဆိုတော့ဒီပြည်သူလူထုရဲ့အားပေးမှုတွေထောက်ခံမှုတွေကို NLD ကလာရှုံမျိုးကနေပြန်ဆုပ်ပေးလိုက်တဲ့နောက်မှာလည်းလိုအပ်ချက်တွေအများကြီးဖြစ်လာပါတယ်အခုဆိုလို့ရှိရင်ဒီစစ်ကောင်စီပြန်ဝင်ပြီးတဲ့အချိန်မှာလာရှုံမျိုးမှာလူရဲမှုတွေခိုးဆိုးတာတွေတက်ဖြတ်တာတွေဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးလည်းအများကြီးရှိနေပါတယ်ဆိုတော့တော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့နေမြေတွေမှာတော့ဒီတော်လိုင်းအင်အားစုတွေရဲ့အာဏာပြီးတက်ရောက်မှုကနေပြီးငြိမ်းချမ်းရေးကိုဥတည်ပြီးတော့လှုပ်ဆောင်နေနိုင်တဲ့အပိုင်းကဏ္ဍတွေလည်းရှိပါတယ်ဆိုတော့ကြည့်ကြည့်ရအောင်ဗျစစ်ကောင်စီကပေါင်250ကိုနှလုံးကိုကျဲတယ်နော်ပြည်သူနေ6လုံးထိသွားတယ်လို့ TNN ကထုတ်ပြန်ထားတယ်ဗျဆိုတော့အဲ့ဒါကတော့မိုးကုတ်မြို့မှာရှိတယ်နော်အရှိဘက်နဲ့အနောက်ဘက်မှာရှိတဲ့ကြီးရွာတွေကိုစုတိုက်ခိုက်တာပေါ့နော်ဆိုတော့ဒါအပြင်3ရက်နေ့မနက်ပိုင်းမှာလည်းဒါမိုးကုတ်မြို့အရှိဘက်ပိုင်းမှာရှိတဲ့ဒီကြီးရွာဘုံကြောင်းတော့တဲကုန်းဘုံကြောင်းတိုက်ခိုက်တယ်တဲကုန်းဘုံကြောင်းတိုက်ခိုက်တဲ့အချိန်မှာကျွန်တော်အမြဲတမ်းပြောတယ်ပြည်သူလူထုကသူ့အလုပ်ကိုသူလုပ်တယ်သူ့နေရာသူ့ကိုဝိုးဝါးပြည်နေမွေးပွားခဲ့တဲ့နေရာမှာသူတို့နေမှာပဲအဲ့ဒါပြည်သူပဲဥပမာရန်ကုန်မှာနေတယ်မန္တလေးမှာနေတယ်နေပြည်တော်မှာနေတယ်ငါတို့ကအဲ့ဒါကိုရန်သူတို့တတ်မှတ်လို့ရရန်သူတို့တတ်မှတ်လို့ရတယ်ဘောမတွေပြောနေရကောင်လေအဲ့ဒါရန်သူတို့တတ်မှတ်လို့ရနေပြည်တော်မှာနေတဲ့တာမန်ပြည်သူလူထုတော်လိုင်းအင်အားစုကရန်သူတို့တတ်မှတ်ရင်ဖင်ကုန်းကြီးအောင်မှာမင်းတို့ဘောမတွေနော်အခုနောင်ကျိုဘုံကျဲတယ်ဘုံကြီးเจ้าမှာဘုံကြီးเจ้าရှိမှာပယံလုံနေတဲ့ပယံဆရာအထိပြီးတည်ဆုံးတယ်စစ်ပွဲတွေတိုင်းခံရတာတော့အခြေခံလူရန်သားပဲနော်ဒါပေမဲ့မင်းတို့နိုင်ငံတော်အစိုးရလုပ်နေပြီးတော့မှပြည်သူလူထုကိုနည်းနည်းလေးတော့မကြည့်နိုင်ဘူးငဲကွက်မှုဘာလို့မှမင်းတို့မလုပ်နိုင်ဘူးငလျင်ဖြစ်တယ်နေပြည်တော်ကိုပြုပြင်တယ်ထိုင်ဝမ်ကဝင်ခဲ့တယ်3ရက်လောက်စောင့်ခိုင်းရတယ်တေးနေပြီစကိုင်းမှာတေးနေပြီမန္တလေးမှာပြိုနေတာတိုက်နေတသလုံးစုထားတဲ့စီးတိတ်တွေလုပ်ငန်းရှင်တွေကိုဦးစားပေးတယ်ဘန်တွေကပတ်စံကိုအရင်ထုတ်တယ်နန်းလူရိုးဘေးမှာအုတ်ချက်ကိုတည်နေတယ်မင်းတို့ဘာတွေလုပ်နေလဲဒါတွေပဲလုပ်နေတယ်မင်းတို့တော်စိတ်ပြတ်ဖို့ကောင်းတယ်ဒါကမိုးကုတ်ကိုဘုံကျဲသွားတဲ့အခြေအနေပဲရှိပါသေးတယ်နော်ဘုံကြီးเจ้าကိုဘုံကျဲသွားတာလေဘုံကြီးเจ้าကမင်္ဂလာဆောင်ရှိတယ်လို့သတင်းကြလို့ဆိုတော့တော်လိုင်းအင်အားစုနယ်မြေတွေမှာလေတာမန်ပြည်သူလူထုမဟုတ်ဘဲနဲ့မင်းတို့လိုတလန်တွေသတင်းပေးတွေရှိနေတာပဲသူတို့ကငါတို့လက်လွတ်စပယ်မလုပ်ဘူးမြို့ပေါ်ရပ်ကွက်မှာရှိနေတဲ့လူတွေကိုမင်းတို့ကလေမြို့ပေါ်မှာနေရဆိုလို့ဆွဆွဲချက်ဘောင်းစုံနဲ့ဖမ်းတာပြည်သူကိုငွေညစ်မယ်ဖမ်းရမရှိရင်သူ့အတူနေတဲ့လူငယ်တွေကစစ်မှုထမ်းဥပဒေနဲ့မင်းတို့ဖမ်းတယ်မင်းတို့စောက်လို့လေအဲ့ဒါဝင်နေလို့စိန်နာကြီးလို့ရှိရင်စောရရဝင်မှာပေါ့မင်းတို့လုံနေရလုံနေမဟုတ်လို့အကုန်လုံးထွက်ပြေးနေတာလေဒါလည်းအမှန်မမြင်ဘူးအမှန်မမြင်တာဟုတ်ပါဘူးမင်းတို့အမှန်မြင်ပါတယ်
တခြားလူတွေအမှန်မြင်တာကိုလက်မခံကျင်တာကောင်းလေကွာဆိုတော့တရုတ်ရဲ့ဂျောင်းဝင်စေးစပ်မှုနဲ့เนาะအပြစ်ကရက်စဲလိုက်တဲ့အခြေအနေပဲရှိသေးတာအခုလက်ရှိမှာနောင်ချိုမျိုးပေါ်မှာစစ်ကောင်စီနဲ့ TNL နဲ့တိုက်ပွဲဖြစ်နေတော့เนาะအဲ့ဒါကိုတရုတ်ကဂျောင်းဝင်စေးစပ်တော့ကျွန်တော် AB ကပြီးခဲ့တဲ့တကြံကပြီးခဲ့တဲ့28ရက်နေ့နဲ့29ရက်နေ့2ရက်ကိုအပြစ်ကရက်စဲပြီးဆွေးနွေးမှုလုပ်ငန်းလုပ်တာစစ်ကောင်စီကအဲ့လိုအမြဲတမ်းကလေးအတွေ့ပဲရှိတယ်လာရှိုးကိုပြန်တောင်းသလိုမျိုးတောင်းကျင်တာလာရှိုးကိုပြန်တောင်းသလိုမျိုးတောင်းကျင်တာနော်၅မျိုးပြန်ပေးခိုင်းတယ်စစ်ကောင်စီက TNL တွေတင်ထားတဲ့၅မျိုးကိုပြန်တောင်းတယ်နော်ဆိုတော့ဘယ်မျိုးတွေဖြစ်မလဲ TNL တွေကအားလုံးသိပြီးသားပေါ့ကြောင်မဲတီဘောနောင်ချိုမိုးကုတ်ပေါ့နော်မိုးမိတ်ပေါ့ဒီမျိုးတွေပေါ့ဒီမျိုးတွေကိုစစ်ကောင်စီကပြန်တောင်းတယ်ဟာယူနေတာဘောမတွေလည်းပြောပြလိုက်အောင်ဘောမတွေလည်းပြောပြလိုက်အောင်ယူနေလားဆိုတာနော်ပြန်တောင်းအောင်ပါလေငါတို့ကပါလေမင်းပြန်ပေးဖို့ယူလာရထင်နေတာမင်းတို့လာရှိုးတော်မှမင်းတို့အုပ်ချုပ်ခွင့်အပြည့်ရလို့လားအခုဘယ်နဲ့မရှက်ကြဘူးကိုယ်နိုင်ငံကိုယ်မြေကိုယ်ရီကိုတခြားအစိုးရကဝင်ပြီးတော့ချဲ့နေနေတာနော်ငါတို့မြေပေါ်မှာရှိတဲ့လူမျိုးကငါတို့မြေကိုအုပ်ချုပ်တာခုတ်သေးတယ်ဘယ်နဲ့သူများကနိုင်ငံကအစိုးရကိုယ်နိုင်ငံမြေပေါ်လာပြီးရုံဆိုင်ခွင့်ရရဆိုတာမင်းတို့အုပ်စိုးရမကောင်းလို့ခွေးလုံးလို့မင်းတို့အစိုးရနားလေလားဟမ်ဘယ်အချိန်ဘယ်ခုနှစ်ဘယ်ကာလအမြဲငါတို့မြေပေါ်မှာတခြားအစိုးရရုံးကိုဘူးတကအဲ့လိုစိုက်ခွင့်ရတာခဲ့တာလေဟမ်တန်ရုံးမရှိပါမရှိတန်ရုံးလားတန်ရုံးစောက်တာမဟုတ်ဘူးဟမ်နေကြီးကုကဲကြီးအတွက်လာလို့တာသူတို့အကျိုးစီးပွားအတွက်လာလို့တာနော်သူတို့စီမံကိန်းတော့လာတာအဟုတ်ကြီးလုပ်နေတယ်နော်အချိန်တိုင်းတရုတ်နဲ့ MNDAA နဲ့ကအများတန်းနော်ဘယ်လိုပြောရမလဲရောက်ဖနော်ရောက်ခမအဲ့လိုမျိုးဆိုတော့ဘယ်စိတ်မဆိုသူတို့ကပြန်တဲ့မှာနော်မင်းတို့အခုမျိုးပေါ်လေးမှာခဏလေးပဲမင်းတို့ဘိုင်းနာပြီးသားရှိတဲ့လူရင်းသားလေးကဘယ်အချိန်တင်းလို့ရတယ်ဂယူးမဆိုင်လို့တော့အစာတွေကတင်းလာတာနော်အဲ့လိုရမလားလို့ TNL တွေကိုလာမတောင်းနဲ့အဲ့ထက်ပိုဆိုးတဲ့အခွင့်အရေးတွေနဲ့မင်းတို့ကတော့ထပ်ပြီးပိတ်ဦးမှာနော်ထပ်ပြီးပိတ်ဦးမှာချင်းလေးပြောပြတာနော်အဲ့တော့ TNL တွေကလည်းပြီးခဲ့တဲ့အချိန်ဆွေးနွေးမှုတွေကရှေ့မဆက်နိုင်ဘူးဒီသဘောတူညီချက်ကမဖြစ်နိုင်ဘူးတောင်းဆိုမှုကအလုံးမဖြစ်ဘူးမမျှတဘူးဆိုတာကိုသူရေးကြီးကိုထုတ်ပြထားတယ်ညင်းဆိုထားတယ်ဆွေးနွေးမှုအစင်မပြေကြအောင်လည်းသတင်းထုတ်ပြန်ထားတယ်နော်ဆိုတော့ဘောမတွေမင်းတို့တော့နားဖို့အရင်ကောင်းနေရဆိုတဲ့အကြောင်းလည်းပြောပြနေတယ်နော်โอเคပါဆိုတော့တရုတ်ကရောဘာကြောင့်ဒီလိုဆွေးနွေးမှုတွေကိုပြုလုပ်နေရလဲဆိုတော့တရုတ်ကဒီဆွေးနွေးမှုတွေထဲမှာအဓိကထည့်သွင်းလာတဲ့အကြောင်းအရာကတော့ TNL အနေနဲ့စစ်ကောင်စီအကြမ်းဖက်စစ်တပ်နဲ့အပြစ်ခတ်ရက်စဲပေးပါပြီးတော့နယ်စပ်မှာရှိတဲ့ကုန်သွယ်ရေးလိုင်းတွေကိုပုံမှန်တိုင်းပြန်ဖွင့်ပေးပါဆိုပြီးတော့ဒါတရုတ်ကတောင်းဆိုလာတဲ့အဓိကအချက်တွေမှာပါတာပေါ့ဆိုတော့ဒါတော့သူတို့အကျိုးစီးပွားပါဒါပေမဲ့ပြည်တွင်းကိုပစ္စည်းတွေဝင်နေတာရက်တန့်သွားရင်လည်းပြည်သူလူထုထိခိုက်နေတာမျိုးရှိပါတယ်ဆိုတော့ဒါကြီးကတော့တော်လိုင်းအစိုးရပြီးတော့တော်လိုင်းရေးကိုထင်ချုပ်ထားတဲ့နယ်မြေမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းပြီးတော့စစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီတပ်ဒါသူတို့ကတော့မဖြစ်မနေဆွေးနွေးပြီးတော့လှုပ်ဆောင်မယ်ပြည်သူပေါ်ကြည်ပြီးတော့စီစဉ်ရမယ်အပိုင်းကဏ္ဍတွေလည်းရှိနေတာပေါ့ဆိုတော့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လာရင်ဒီကာလမှာစစ်ကောင်စီကပြင်းပြင်းထန်ထန်လုပ်မယ်ဆိုတာကိုတရားဝင်ထုတ်ဖော်ပြောဆိုထားတာတွေရှိတယ်ဆိုတော့ဒီပြည်သူလူထုအနေနဲ့လေကြောင်းကာဝယ်ရေးကိစ္စတွေကိုဒီပြည်သူလူထုကာဝယ်ဖို့အတွက်လက်နက်ကိုင်အင်အားစုတွေကလည်းစီစဉ်ရမယ်ပေါ့နော်စီစဉ်ရမယ်ဘယ်လိုစီမံလို့ရမလဲဆိုတော့စီစဉ်ရမယ်ဒါတွေကတော့အထူးလည်းကျွန်တော်တို့အကြံပေးတာပဲရှိပါတယ်ဒီလက်နက်ကိုင်အဖွဲ့အစည်းကအကြီးအကဲတွေကတော့ဒီလိုကိစ္စတွေကိုပြည်သူလူထုကိုကြည့်ပြီးစီစဉ်ပေးနေပါတယ်ဆိုတော့အကြီးအကဲတွေထဲမှာသုံးစားမရတဲ့ကောင်တွေကတော့ကျွန်တော်တို့ပြည်သူလူထုကိုမကြည့်ဘဲနဲ့ဒီလေကြောင်းရံတွေကိုဖန်တီးပြီးတော့ပြည်သူကိုတက်တဲ့လုပ်ရက်တွေကိုဒီရက်ပိုင်းတွေထဲမှာအစမတန်မြင့်တက်စွာပြုလုပ်နေတာပဲဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်အဆုံးသတ်အနေနဲ့ပြောချင်တာတော့လေကြောင်းနဲ့ဘုံကျဲတယ်လက်နက်ကြီးနဲ့ပစ်ခတ်တယ်ပြီးရင် drone တွေအစစ်မြင့်တဲ့ drone တွေအသုံးပြုလာတယ်ဒီကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလူတက်စီလို့ရတယ်เนาะစက်တက်လေထီလိုဟာမျိုးတွေစီးလာတယ်အသုံးပြုလာတယ်ဆိုတော့ကောင်းပါတယ်အဲ့ဒါလည်းကျွန်တော်တို့ကလေရင်ဆိုရင်ပစ်ကခတ်တယ်လေဒီလိုကောင်တွေကြောင့်လည်းပစ်ကလွယ်တာပေါ့ဆိုတော့โอเคဒီနှစ်ဖက်တွဲဆုံမှုတွေပြုလုပ်တဲ့အချိန်မှာလည်းဒီပေါ့နော်ကောင်းဝင်မှာကျွန်တော်တို့ကအစာတွေကဒီကင်းထောက်နေတွေပါတွေကပြန်ဝဲပြီးတော့ဘုံကျဲမှုတွေဆွေးနွေးပွဲပြုလုပ်နေတော့စစ်ကောင်စီကဘယ်လောက်တော့ရုံမာလဲဆိုတော့ပြီးတော့ခလေးရတဲ့ဆန်သေးတယ်မင်းတို့တွေဘာကိုကိုးကွယ်ပြီးယုံကြည်နေလဲတော့မသိဘူးเนาะမင်းတို့ဘာကိုကိုးကွယ်ပြီးယုံကြည်နေလဲတော့မသိဘူးအတွေးခေါ်ခလေးရတဲ့ဆန်သေးတယ်
နော်နိုင်ငံတကာဆက်ဆံရေးနဲ့တွားကြည့်တော့လေနိုင်ငံတကာဆက်ဆံရေးလည်းမကောင်းဆိုတော့ပြည်သူလူထုပေါ်ကောင်းလားဆိုတော့လေအမျိုးဘာသာတာသနာအနေနဲ့ကောင်းလားဆိုတော့လေမင်းတို့အသုံးချရုံတော့ပဲကောင်းတာဘာသာရေးအစစ်အမှန်အနေနဲ့ကောင်းတာမဟုတ်ဘူးဘာသာရေးတကယ်ချစ်တာလည်းမဟုတ်ဘူးဆိုတော့ဖျားကြီးတည်တယ်ဖျားကြီးတည်တယ်မင်းတည်တယ်ဖျားကြီးမပြိုဘူးဆိုတော့ဘာမပြိုတော့ဘာဖြစ်လဲကြောက်ပြိုသွားတာအများကြီးပဲလေဒါဆိုတနိုင်ငံလုံးမှာရှိတဲ့အမွေနှစ်တွေကုန်ပြိုသွားတာလေမင်းအခုမှတည်တယ်ဖျားအစ်နေသေးလို့တိလားအာနာသိန်းကားရဲ့ကာလဆိုမင်းတည်တယ်ဖျားဘယ်သူမှတန်မခိုးရဲလို့မပြိုတာအခုဆိုပါရဲ့နော်တော်လေးကိုဒုက္ခရောက်ကြတယ်ပြည်သူလူထုမှာစစ်ပွဲတွေလုပ်ဘယ်လိုပဲမင်းတို့ကဖြစ်ပြည်သူတခုမှမကြည့်မြန်မာနိုင်ငံမှာစစ်ပွဲပြအောင်ဘယ်အဖွဲ့အစည်းကဖန်တီးလဲမေးမြန်မာစစ်တပ်ပဲဘယ်အချိန်မေးလိုက်တော်လေးကိုအသုံးမကျတဲ့စစ်တပ်ကွာအခုအချိန်ကြီးတိတ်ဆိုးနေအချိန်ကြီးတိတ်ဆိုးနေဘယ်လိုထင်းကြောင်းမလဲဘာမှအတိတ်ပဲမရှိတဲ့ကျောင်းတွေကလေးတွေကိုကျောင်းတွေကိုမင်းတို့စိတ်ပိုင်းဆိုင်ရာနဲ့အတွေးခေါ်ပတ်သက်ပြီးတော့လည်းမရှိဘူးနော်ကလေးစိတ်ကဘယ်လိုခံစားနေရမလဲဘာတွေခက်ခဲနေမလဲဘာမှအရေးမပါတဲ့ဆောင်းမိုးကိုဖင်ပုံးပြီးပြန်လုပ်တယ်လုံးဝပဲမင်းတို့ရွေးကောက်ပွဲလေလုံးကြအောင်ပေါ့နော်ဆိုတော့ပြည်သူလူထုကိုရဆက်ဘုံကျဲတက်ဖြတ်နေတာတွေရှိတဲ့အတွက်ကြောင့် TNN တွေကလေချောင်းအံ့တွေကိုအထူးသတိထားဖို့အတွက်ထုတ်ပြန်ပေးတာလည်းရှိတယ်အဲ့အပြင်ကျွန်တော်တို့တော်လိုင်းအစိုးရတွေတော်လိုင်းလူငယ်တွေကပူးပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ဒီကတော့ EAR ဆိုတဲ့အဖွဲ့အစည်းလေးပါ EAR ဆိုတဲ့အဖွဲ့အစည်းလေးကိုကျွန်တော်နောက်နေ့မှာအသေးစိတ်ရှင်းပြပေးပါမယ်ဒီနေ့မှာတော့ EAR ဆိုတဲ့အဖွဲ့အစည်းလေးကလေချောင်းရန်အန်ဒီရဲ့ကာကွယ်ဖို့အတွက်ကျွန်တော်တို့လူငယ်တွေစုပြီးတော့ကြေးရွာမှာရှိတဲ့လူငယ်တွေဒီလေရင်ကွင်းစစ်ကောင်စီရဲ့လေရင်ကွင်းအနီးနားမှာရှိတဲ့ပြည်သူလူထုတွေကနေသတင်းပေးနိုင်အောင်ပြီးတော့ဒီတက်သွားတဲ့ဘက်ပေါ့နော်လေရင်တက်သွားတဲ့ဥတီယာဘက်ကိုကျွန်တော်တို့ဥတီယာလမ်းထဲမှာရှိတဲ့စိုးမိုးနယ်မြေမှာရှိတဲ့ကြေးရွာတွေပြီးတော့ဒီဘက်ကရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ NUG ရဲ့ကျွန်တော်တို့ဒီထိန်းချုပ်ထားတဲ့နယ်မြေခေါင်းဆောင်တွေကိုကျွန်တော်တမ်းပြီးသတင်းပေးမယ်အဲ့ဒါနေပြီးတော့ကျွန်တော်တဆင်ချင်းပေါ့နော်တဆင်ချင်းသတင်းပေးတဲ့စနစ်နဲ့လေချောင်းတက်သွားတဲ့ဘက်ကကြေးရွာတွေကိုကျွန်တော်ကာကွယ်နိုင်အောင်ဆိုပြီးတော့စီစဉ်ထားတဲ့အေးရဆိုတဲ့အဖွဲ့အစည်းလေးဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့အစင်းစင်းနဲ့ကျွန်တော်အသေးစိတ်လုပ်ရမယ့်ပုံစံလေးကိုမနေ့ကဗီဒီယိုမှာရှင်းပြပေးပါမယ်ဗျ။ Okay မိဘပြည်သူများအားလုံးတော်လန်ပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါအားလုံးလည်းနှုတ်ဆက်ပါတယ်ဗျ။